နိုးလာတာနဲ့အိမ်ရောက်ကိုအရင်တက်တက်ရဲရဲလုပ်ခဲ့ပြီးလာပါသေးပါတယ်ပြီးတာနဲ့ skin care set တွေပြီးသွားတော့တခါရဲမိခဲ့ပြင်းနေပေါ့နော်အခု floor လေးကတော့ Chloe Canada မှာအကြောင်းပထမဆုံးတက်ရတဲ့တနေ့တာကိုဘယ်လိုဖြတ်တန်းလဲဆိုတာမျှဝေပေးသွားမှာပါဒီနေ့က Vancouver မှာ2024ရဲ့ပထမဆုံးနှင်းကြတဲ့နေ့ပါ Vancouver မြို့ကဂိမ်းယူတဲ့နေ့လို့နှင်းသိမ့်မကြပါဘူး Toronto နဲ့တခြားပြည်နယ်တွေမှာတော့နှင်းလီလာနေချီကြပြီးပိုလိမ့်အေးပါတယ်အပြင်မှာခဏလောက် Chloe နေပြီးတော့ lunch စားဖို့ပြင်ဆင်ပါတယ်ဒါကတော့ညကချက်ထားတဲ့ချက်သားဟင်းပါဒီနေ့ Chloe နိုးရလဲနည်းနည်းနိုးကြတော့ breakfast ကို skip လုပ်ပြီး lunch ပဲစားဝပါတော့မယ်နင်းကအများကြီးမကြသေးပေမဲ့အပြင်မှာလေတိုက်ရင်တော်တော်လေးအေးပါတယ်အဲဒါကြောင့်ဝတ်စားဆိုရင်တစ်ထပ်တည်းနဲ့မလုံလောက်ပါဘူး Chloe ကတော့တစ်ထပ်ဝတ်ပါတယ်ဆိုအထက်မှာအများကြီးထပ်ပါတယ်ပေါ့နော်ဒါကတော့ခုနကပြရဲအသားကဲ့ရဲ့နောက်ထပ်ပေါင်းမီတစ်ထပ်ထပ်ဝေထားတယ်။အဲ့ဒါမှလေတိုက်ရင်အေးတဲ့အေးတံကိုခံနိုင်မှာမလို့ပါ။ပြီးသွားရင်ပေါ်ကအနှွေးတဲ့အထူထပ်ဝေပါမယ်။မနေ့ကတော့နေနေကြပါပြီအခုတော့မူပွပွဲလေးရွာနေတာပါခုက7:33ရှိပါပြီ Chloe တက်နေရဲ့အကြောင်း UCW ကတော့မြို့ထဲမှာပါ Chloe အိမ်ကနေအကြောင်းကို train နဲ့ဆိုရင်10မိနစ်15မိနစ်လောက်ပဲစီးရတာမလို့ rest တက်ဆိုင် train နဲ့ပဲအသွားများပါတယ်ကတော့ Waterfront Station ဘက်ကိုသွားတဲ့ရထားပုံပါပါ Train Station နဲ့မှာဆိုရင် Compass Card ကိုအဝင်တစ်ခါအထွက်တစ်ခါထပ်လုပ်ရပါတယ် Bus ကြရင်တော့အတက်တစ်ခါတည်းထပ်လုပ်ရုံပါပဲအခုတော့ Granville Train Station တွေကထွက်လာပါပြီမြို့ထဲမှာတော့နှင်းတွေရှိတော့ပါဘူး။မိုးပိုရွာပါတဲ့တဲ့ပေါ့နော်။ဒါပေမဲ့ဝေဒါကတော့တော်တော်လေးကိုအေးပါတယ်။ Thank you. Okay. ဒီပေါ်ပြန်တော့ဒီမှာတော့ဆောက်ပါနေပါတယ်။ဒီမှာလေးရနည်းနည်းကြာတော့မချင်းဆောင်တော့ Get your office suite as soon as you can. အခုကတော့ break time မလို့ campus နာကဆိုင်တစ်ဆိုင်မှာပီဇာလာစားပါခေါ်ပြီးမှာပီဇာလည်းပေါ့နော်ဒါပေမဲ့ဆိုင်ရှင်ကဒါ try ကြည့်မှာလားဆိုတော့ဒါပြလာလို့ပါအချိန်ပိုသေးပေမဲ့ Chloe ကတော့အတန်းစီပဲပြန်လိုက်ပါတော့မယ်
facility. Just look away. ဒီနေ့မှအစဆိုတော့တခြားသူတွေနဲ့လည်းမသိသေးတာနဲ့အေးထိုင်တော့ပြီး professor ကိုစောင့်နေပါတယ်ဒါပါဘူးဒီနိုင်တော့ပေါ့နော်အေးပြန်လာမှာဒေါ်လာလုံးမတွေ့ရနေလိုအပ်တာလေးမဝယ်လိုက်ပါအောင်မယ်ဒါကတော့ electrolyte drink ပါဝေစားရီချိန်ဖို့ဝေးချိန်လည်းလုပ်ပါသေးတယ် mix နဲ့စားဖို့ biscuit လည်းယူလိုက်ပါအောင်မယ်$1.75, $1.25, $4, $2.50. Remove this item before continuing. အခုကတော့ Grand Prix Station ကနေ 29 Avenue Station ကိုတောင်းပါပါဒီမှာကျော်ရတော့မယ်ကိုဝီမီနီကမှအနည်းဆုံးကမှာလာတဲ့ package လေးလည်းရောက်နေပါပြီဒီနောက်မစားခင် unboxing လေးအရင်လုပ်လိုက်ပါအောင်မယ်နော်ဒါကတော့ iPad အတွက်ပါပြီးတော့ phone holder ဒါလေးကြတော့ tripod ပါဒီနေ့ကလည်း tripod ဝယ်လာသေးပေမဲ့ကိုဝီက vlogging accessory လေးတွေဆိုရင်သူထားတာတော့ကြလို့ပါတော့ဝယ်ထားတဲ့ဆိုင်အမေဆုံးကနေဝယ်ရတာပိုပြီး convenient ဖြစ်တယ်လို့ပစ္စည်းရောက်တာလည်းမြန်ပါတယ်။ Chloe ဆိုရင် Uni student ဖြစ်တဲ့အတွက်ပထမ6လကို free delivery ရထားတာပါ။ကျေလို့အသေးစိတ်သိချင်တဲ့ဆိုရင် comment မှာမေးခဲ့လို့ရပါတယ်။အခုမှပထမဆုံးရောက်ခဲ့နေဘူးလားဆိုတော့ hanger တိတ်ချက်တဲ့ပါဘူး။ပြီးရင်တော့ခဏလောက်နားပြီးတာနဲ့ဒီချိုးပြီးစာပြန်လုပ်ပါအောင်မယ်။ Thank you for watching this video. Don't forget to like and subscribe. See you in the next video.